ဆိုပြီးမှသဘောကောင်းတယ်စေတနာပေါ်တာများသည်ပေါ်ရွယ်ပြူမမညာတော့ပေါ်ဟင်းကောင်းလို့ကြိုက်တယ်ရွာကိုလာတဲ့စိတ်အဲတဲ့အိမ်ကိုခေါ်ပြီးသမီးကျွေးမယ်ဒါလည်းပဲဆိုရင်ချိန်ပြည့်